မင်္ဂလာပါနော်ငုတ်အခုပြောချင်တာတော့ဖောက်ပြန်တဲ့သူကိုမိသားစုပြစ်ပြီးအခြားမိမကိုယူမယ်ဆိုတဲ့သူတွေကိုမိုးကပြောပြချင်တယ်လက်တွေ့တစ်ခုပြောပြမယ်နော်အဲ့တော့ဒါမိုးကိုလာပြောတဲ့ဖြစ်ရမှန်လေးထက်ကမိုးကပြန်ပြီးတော့မျှဝေတယ်ဆိုတာနောက်လူတွေလည်းဒီလိုမျိုးလေးတွေဖြစ်နိုင်တယ်ဆိုတာကိုသိစေချင်လို့နော်အဲ့တော့မိုးပြောပြမယ်သူ့မိမကိုပြစ်ပြီးတော့မှ तू က line ပေါ်မှာတွေ့တယ်မိမတယောက်ကိုကောက်လိုက်တယ် line ပေါ်မှာတွေ့တဲ့မိန်းမနဲ့ကောက်ယူလိုက်တဲ့ခါကျဟာဟိုကတော့ဟိုမရခင်ကတော့လူတိုင်းပဲလေနော်မရခင်ကတော့တည်တဲ့အတိုင်းပဲဟိုဆွဲနှွဲပြီးတော့အဲ့လိုမျိုးပြောတော့အဲ့တော့သွားယူလိုက်ပြီးအခုတလားတော့မကြသေးဘူးသူ့မိန်းမကိုဖုံးဆက်တယ်တဲ့မိန်းမကြီးငါတော့မှားသွားတယ်ငါတောင်းပန်ပါတယ်ငါမင်းစီကိုပြန်လာခြင်းနေပြီအဲ့လိုပဲသူ့ရဲ့သားသမီးတွေကိုလည်းသူတောင်းပန်တယ်လို့ပြောပါဆိုယောက်ျားကြီးဖြစ်ပြီးတော့ဒီလိုလှုပ်ချင်တာလှုပ်ပြီးတော့မှတောင်းပန်ပြီးပြန်လာပေါင်းခြင်းနဲ့အဲ့တော့သူ့အမျိုးသမီးကလက်မခံတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့သားသမီးနှစ်ယောက်ကိုသူခြာကျွေးနိုင်တယ်တဲ့။သူကုံစိမ်းရောင်းတယ်တဲ့ခြာကျွေးနိုင်တယ်တဲ့နော်။သူ့ယောက်ျားသူ့စော်ကားသွားတာပေါ့နော်။သူ့မြတ်တာတရားစော်ကားတဲ့အတွက်သူကလုံးဝလက်မရှိချင်တော့ဘူးတဲ့။အခုဒုက္ခရောက်နေရောက်ပါစေတဲ့အဲ့လိုပြောတယ်နော်။ဖုန်းနံပါတ်အစိမ်းနဲ့ဆက်လို့သူကင်လိုက်မိတာနော်။အဲ့တော့အဲ့ယောက်ျားဘာဖြစ်သွားလဲဆိုတော့ဟိုမိန်းမကသူ့ကိုမနှက်စားဖို့တောက်ဖို့ကအစားပြင်မပေးဘူးအတွက် तू ကမနှက်စာတော့ဝယ်ရတာဒီမှာတော့ကတော့မိန်းမဝယ်ထားတဲ့ဟာအစင်တက်ထိုင်စားနေတဲ့လူကအခုမှသူကိုယ်တိုင်မနှက်စာတော့ဝယ်ရတယ်နော်နောက်ပြီးတော့ခါကျတော့အဲ့ဒီအမျိုးသမီးအားတဲ့အပြင်းအရန်ကြီးပါလေနော် तू အဲ့တန်နေမခံနိုင်ဘူးတဲ့တလပဲရှိသေးတာတော့အဲ့တန်မခံနိုင်မဲနဲ့မရေကြီးကိုဖုံးဆက်ပြီးတော့ဘာလုပ်လဲပြန်လာချင်လို့ပါလို့ပြောတဲ့အဲ့တော့မိုးပြောချင်တာကိုစီကထွက်သွားတိုင်းဟိုမှာအစင်ပြေးနေတာမျိုးမရှိပါဘူးအဆင်ပြေနေတာမျိုးမရှိဘူးဆိုတာကိုသိစေချင်လို့ပြောပြတာပါ